ဟုတ်ကဲ့အားလုံးပဲမင်္ဂလာဗျကဲကျွန်တော်ဒီနေ့ကတော့ဗောနော်ဒီတဲကဘေးကိုင်းလေး6ခိုင်ရဲ့ဗောနော်ပြောင်းလဲတော့ပုံနဲ့ဈေးကွက်ကြီးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီကြောက်ကြီးတွေကဗောနော်ဒါအထက်မော်ကြီးတွေဗောနော်သူတို့ကဒီကြောက်ကြီးတွေကိုတိန်းတာတော့မှတော်တော်ကြာပြီလို့ပြောတယ်ဗျအခါကျွန်တော်တို့ထိုးပြီးသွားတဲ့အခါမှာဗောနော်အဲခိုင်လေး6ခိုင်နဲ့ဗောနော်သူက3စားကိုဗျကျွန်တော်တို့45တိန်ပေးရဗောနော်ပြီးတော့ဗျအဲ့ထဲကအတေးကြီးတစ်စားကတော့ကျွန်တော်တို့15တိန်ပေးရဗောနော်ဟုတ်ကဲ့ဗျပိုင်ရှင်ညီကိုတွေကကျွန်တော်ဒီကြောက်ကြီးအပ်ပြီးတော့တဲ့အခါမှာဗောနော်ကိုတူရဲ့အကိုဘကောက်မြင်လဲပါညာတော့ကျွန်တော်လည်းဒီကြီးတွေတော့မှန်ပြီးဖြစ်တယ်ဗောနော်သူတို့အနေနဲ့သူတို့ဆိုကြရင်သူတို့ကကျွန်တော်ပေါ်ကတော့ပုတ်ပွင့်ကပြောရှာပါတယ်ဗျသူတို့အနေနဲ့သူတို့ဆိုကြရင်သူတို့ကအလုံးစုံရောင်းသားရမှာ15တိန်လောက်ပဲမြင်တာဗောနော်ဟုတ်ကဲ့ဗျဒါပေမဲ့သူတို့အခုရောင်းသားပြီးတော့တဲ့အခါမှာကျတော့သူတို့၄သောက်ဗောနော်တိန်60ရတယ်ဗျကျွန်တော်ဈေးကွက်ကြီးတွေပြန်ခဲ့မျှဝေပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျဟုတ်ကျွန်တော်စီမှာအပ်တဲ့အခါကျရင်တော့ဒီတော့ကြောက်မှာအစီတားပါခဲ့တဲ့ဆိုရင်တော့ပြောင်းလဲမှုအတွက်ကိုတော့စိတ်မပူပါနဲ့ဗျဟုတ်ကဲ့ပါနောက်တွေကကျွန်တော်တို့အခုမျိုးတီးရတဲ့ကြောက်ကြီးတွေဆိုကြရင်ဈေးကွက်ကြီးတွေကိုတော့ကျွန်တော်ပြန်ခဲ့မျှဝေပေးပါမယ်ဗျဟုတ်ကဲ့အားပေးသူရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ